မင်္ဂလာပါရှင်ဒီနေ့ပညာနာနာထုံးပြပေးသွားမယ့်ပုံလေးကကြတော့ကျက်ဆက်မီလေးတွေနဲ့စတုံးလှလှလေးဖန်တီးကြမယ်နော်ပြထားတဲ့အတိုင်းသပင်အားလုံးကိုစုစည်းလိုက်ပါတယ်ပြီးတော့မှ၃ခုခွဲပြီးတော့ရိုးရိုး၃ချောင်းကျက်ဆက်မီလေးပဲကျစ်ပါတယ်၃ချောင်းကျစ်ကလူတိုင်းရမှာတင်နေเนาะအဲ့ဒါကြောင့်မလို့အသေးစိတ်တော့မပြတော့ဘူးဘေးကစပင်ကိုလည်းပဲအပေါ်အောက်နှစ်လွှာခွဲပြီးတော့၃ချောင်းကျစ်ပဲကျစ်ပါတယ်ဒီမှာ၃ချောင်းကျစ်ကိုဘေးအနားလေးကိုဇာနားလေးလိုရအောင်ဖွားဖွားလေးဆွဲပြီးမယ်ဘေးကိုဆွဲတာဖြစ်တဲ့အတွက်အလဲကပွားသွားတာမျိုးလုံးဝမဖြစ်ရပါဘူးအလဲပွားနေလို့ရှိရင်ကျစ်ဆက်မီကရွတ်ရည်ဖြစ်နေမလှဘူးပေါ့နော်အနားလေးကိုပဲဆွဲတာဖြစ်တဲ့အတွက်ဒါအပြစ်မှာဆိုလို့ရှိရင်သိရပါဘောเนาะကျက်ဆက်မီးကပြပြလေးဖြစ်နေပေမဲ့တင်းတင်းရင်းရင်းလေးဖြစ်နေတယ်ပေါ့เนาะအဲ့ဒါမှပဲအဆင်ပြေမှာဖြစ်ပါတယ်နှစ်ဖက်စလုံးကိုဒီအတိုင်းလေးပဲကျစ်လိုက်တယ်ပိုနေတဲ့အစားနှစ်ခုကိုဘယ်ညာနှစ်ခုဟိုဘက်ဒီဘက်တင်လိုက်တယ်ပေါ့เนาะပြီးလို့ရှိရင်စက္ကန့်လေးထည့်ပါတယ်ဒီမှာဒုနဲ့စကိုလည်းထည့်သုံးလို့ရတယ်เนาะစက္ကန့်မရှိတဲ့သူတွေကပြီးတော့အခုပြထားတဲ့အတိုင်းစက္ကန့်ကိုဖုံးအောင်လို့လုံးပြီးတော့တင်လိုက်တာဖြစ်ပါတယ်ကိုယ့်ရဲ့စက္ကန့်နဲ့ကိုကျစ်ထားတဲ့ကျစ်ဆံမီနဲ့ကွက်တိဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါမှပဲစရုံးပုံစံလေးကလှနေမှာပေါ့နော်ဒီဟာကကြတော့ချိုးစီမှာလုပ်တဲ့ပန်းလေးတွေကိုပြောင်းပြီးတော့ပန်ပြပေးထားတာဖြစ်ပါတယ်သစင်ခက်တွေလည်းရောင်စုံရှိတယ်တခြားခရစ်စတယ်ပန်းလေးတွေလည်းအစုံရှိတယ်ပေါ့နော်ဆိုတော့စရုံးမိတ်ကပ်တင်နန်းရောဒီပန်းစတိုးတင်နန်းရောအကုန်ရှိပါတယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်နော်တတား